ဒီနေ့ကတော့ယူရဲနားရက်လေးဆိုတော့ပေါ့နော်အပြင်သွားချင်စိတ်လည်းမရှိတော့အိတ်ထဲမှာပဲနေရင်းနဲ့အရင်ပြည့်တဲ့တနေ့တာကိုဘယ်လိုကြောဖြတ်ပြီးတော့ဘာတွေလုပ်ဖြစ်လဲဆိုတာစိတ်ဝင်စားရဆိုလို့ရှိရင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးနော်ပြီးတော့ယူရဲကိုမေးထားကြတဲ့ comment လေးတွေကိုလည်းဖြည့်ပေးမှဆိုတော့လေစိတ်ဝင်စားရဆိုလို့ရှိရင်ဆက်ကြည့်စိတ်ဝင်စားရင်မကြည့်နဲ့ဒါပဲကိုရရပစ္စည်းလေးတွေဖောက်လုပ်ပြီးသွားပြီဆိုတော့ရေသွားချုပ်လိုက်ပါဦးမယ်ရှင်ပြီးလို့ရှိရင်ပြင်တွေ့ကြပါမယ် let's go ဒီနေ့တော့ပုံတော့ယူရင်ကောင်းရှော့လိုက်ပါတယ်ဆိုတော့စမေကတော့မချောက်သေးဘူးဆိုတော့လေးနည်းနည်းလေးမုံလိုက်ပါဦးမယ်ဒါဒီလိုမျိုးကြားတဲ့ style ဆိုတော့ကြားတဲ့အတိုင်းလေးပဲကြည့်လိုက်ကြပါဒီနေ့ကယူရင်ရဲ့နားရက်ပေါ့နော်ဒီ vlog လေးကယူရင်တနင်္ဂနွေနေ့ရိုက်ထားတာဖြစ်ပါတယ်ဆိုတော့တနင်္ဂနွေနေ့ကကျတော့အေးစစ်စစ်အနားယူတဲ့ရက်လည်းဖြစ်တယ်အဲ့မှာကိုအချိန်ပေးဖြစ်တဲ့ရက်လေးလည်းဖြစ်တယ်ပေါ့နော်ပြီးတော့လို့ရှိရင်ယူရင်ကို comment အောက်မှာလာပြီးတော့မှမေးထားကြရဲပေါ့နော်မေးခွန်းလေးတွေကိုလည်းယူရင်ဖြေပေးသွားပါမယ်ရှင်အရင်ဆုံးကတော့ယူရင်စပင်လေးမှုတ်လိုက်ပါမယ်တကယ်တော့လေအမြဲစိတ်ညစ်နေတာဒီလားစပင်တွေ6လို့စပင်တွေပွားလို့ဆိုပြီးတော့မှအမြဲစိတ်ညစ်တယ်ပေါ့နော်ကိုစပင်ကိုလေစပင်ကကောင်းနေရက်နဲ့ကိုသုံးတဲ့ကိုရွေးချယ်တယ်ကွာ product ကကိုနဲ့မကိုက်ညီလို့လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါတကယ်ယုံလိုက်ပေါ့နော်ယူရင်အခုတကယ်လက်ခံသွားရေးဒီလားဟိုကတော့12နာရီရှိသွားပြီပေါ့နော်ယူရင်ဘာမှမစားသေးဘူးမနက်တုန်းကတော့မနက်စားထားဆိုတော့လေဘိုက်ကနည်းနည်းလေးအစာခံနေရပေါ့နော်အခုယူရင်သုံးလိုက်တဲ့ပေါ့နော်ခေါင်းလျှော့စေးကကြတော့ဒီကောင်လေးပေါ့နော်ဒီမနက်တုန်းကယူရင်ဖောက်ပြတဲ့ခေါင်းလျှော့စေးအသစ်ကလေးဖြစ်ပါတယ်ဒီ L'Oreal ထဲကထုတ်ထားတဲ့ခေါင်းလျှော့စေးလေးပေါ့နော်အရင်သုံးလို့ကောင်းတယ်ကြည်အနက်လေးကလည်းမွေးပြီးတော့မှလေတကယ်လောကစပိစံသားပျော့ပြီးတော့မှဆေးသွားတာဒီလားဆိုင်မှာသွားလုံးလိုက်တယ်လို့မျိုးပေါ့နော်စပင်ကလုံးဝပျော့ပြောင်းလေးဖြစ်သွားတာပြီးတော့ရှစ်ဈေးလည်းအရင်မမြောက်ဘူးတိလားပြီးတော့မထင်ထားဘူးကွယ်ဒီကောင်ရှော့ဈေးအဲ့လောက်ထိစားကြရလေးနည်းနည်းမှာလိုက်အောင်မှာပေါ့နော်ဘိုက်လည်းစားနေပြီဆိုတော့ပြီးတော့ဝက်သားအဆက်နဲ့ဒီကြက်ဥကိုအဲ့လိုမျိုးမွေကြော်လေးပေါ့နော်အဲ့ဒါရထမင်းရပေါ့နော်အဲ့တပွဲကို106ပတ်ပေါ့နော်ပိုးကရောပါရောပေါင်းထားတာပေါ့နော်106ပတ်ဖြစ်ပါတယ်ရှင်အဲ့တော့ဘိုက်စားနေပြီဆိုတော့မှာလိုက်တော့မယ်မှာလိုက်ပေါ့နော်ပြီးလို့ရှိရင်ယူရင်ကိုမေးထားတဲ့ဒီပေါ့နော် comment လေးတွေကိုဖြည့်ပေးပါမယ်ယူရင်ဒီနေ့ပေါ့နော် make up တော့မပြင်ချင်တော့ဒီတိုင်းလေးပေါ့နော်မျက်နှာပြောင်လေးနဲ့ပဲပြောလိုက်ပါမယ်ရှင်ဆိုတော့ပထမဆုံး comment လေးကိုအရင်ဆုံးဖြည့်ပေးလိုက်ပါမယ်သူ့ရဲ့မေးခွန်းလေးကဘာလဲဆိုလို့ရှိရင်မထိုင်းလာရင်တဲ့ပတ်စံဘယ်လောက်ကုန်လဲတဲ့အခက်ခဲတွေရောရလားပြောပြပေးပါလားတဲ့ယူရင်တိတလောက်လေးပြောပြမှာပေါ့နော်အခက်ခဲကကြတော့ဘယ်လိုပြောရမလဲအရာအားလုံးကတော့အခက်ခဲကတော့ရှိကြမယ်လို့ထင်တယ်ပေါ့နော်သူဟာနဲ့သူကတော့အခက်ခဲကတော့ရှိကြမယ်ပြီးလို့ရှိရင်တကယ်လို့ကွာနိုင်ငံခြားကိုလာတော့မယ်ပြီးတော့ဒီမြန်မာနိုင်ငံကနေပြီးတော့ထိုင်းကိုလာတော့မယ်ဆိုလို့ရှိရင်တော့အရေးကြီးတဲ့အချက်ကဘာလဲဆိုလို့ရှိရင်သူတို့ရဲ့ဘာသာစကားကိုပေါ့နော်တက်လို့ရှိရင်ပို့ပြီးတော့မှဘယ်လိုပြောရမလဲအဆင်ပြေမယ်လို့ယူရင်ထင်တယ်ပေါ့နော်ဒါကတော့နံပါတ်1အရေးကြီးတယ်သူတို့ရဲ့ဘာသာစကားပေါ့နော်အရင်ကွာကျွမ်းကျင်စရာမလိုဘူးပေါ့နော်နည်းနည်းပါးလေးအဲ့လိုမျိုးပြောတတ်ပြီးတော့မှဟိုသူတို့ပြောတဲ့ဟာလေးကိုပေါ့နော်နည်းနည်းနားလဲတယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ပေါ့နော်ကိုကတကယ်လို့ထိုင်းစကားမတတ်ဘူးသူတို့ရဲ့ဘာသာစကားကိုမတတ်ဘူးဆိုလို့ရှိရင်တော့တက်တဲ့သူထက်တော့ဟိုမျက်နှာငယ်တယ်ပေါ့နော်
နောက်တစ်ခုကကြတော့ကိုကမြန်မာလူမျိုးလည်းတစ်ခါဖြစ်တယ်ဆိုတော့လေအဲ့လိုမျိုးသူတို့ရဲ့ဘာသာစကားကိုနားလည်လို့ရှိရင်တော့ပိုကောင်းပါတယ်တကယ်လို့ကိုကထိုင်းကိုလာပြီးတော့မှအလုပ်တွေဘာတွေလုပ်မယ်ဆိုလို့ရှိရင်တော့ဒါကတော့အရေးကြီးတယ်ပေါ့နော်ကိုရဲ့မိသားစုဝင်တွေကတရားရောက်ဒီဘက်မှာရှိမယ်ပြီးလို့ရှိရင်ကိုရဲ့ဒီအတိမိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေဒီဘက်မှာရှိတယ်ဆိုလို့ရှိရင်တော့သူတို့ကနေတစ်ဆင့်ပေါ့နော်အဲ့လိုမျိုးချိတ်ဆက်ပြီးတော့မှလာလို့လည်းရတယ်ပေါ့နော်နောက်ထပ်တစ်ခုယူရင်ပြောပြချင်တာကတော့အခက်ခဲတွေအကြောင်းပြောပြမယ်ဆိုလို့ရှိရင်တော့ထိုင်းကိုလာတဲ့အချိန်ပေါ့နော်အခက်ခဲရှိလားဆိုတော့တကယ်လို့ဒီကိုယ့်ဘက်ကမမကန်ကန်နဲ့ပေါ့နော်တရားဝင်လာမယ်ဆိုလို့ရှိရင်တော့အခက်ခဲမရှိဘူးပေါ့နော်တကယ်လို့ကိုကတရားဝင်မလာဘူးကွာတချို့ရှိတယ်ယူရင်ကြားဘူးတာပေါ့နော်ယူတို့ဒီမမေတို့ပြောပြတာတွေဘာတွေသိတာကြတော့တချို့ကြတော့ဒီဖြန့်လဲကနေပြီးတော့လာတဲ့သူတွေရှိတယ်ပြီးလို့ရှိရင်ခိုးဝက်ပြီးတော့မှဝေလာတဲ့သူတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့လိုမျိုးလာမယ်ဆိုလို့ရှိရင်တော့အခက်ခဲပေါင်းစုံကိုကြော်ဖြတ်ပြီးတော့မှထိုင်းကိုလာရမှာပေါ့နော်ပြီးလို့ရှိရင်အဆင်ပြေလားဆိုလို့ရှိရင်အဆင်ပြေမှာမဟုတ်ပါဘူးတကယ်တော့ကိုကတရားဝင်လာမယ်သူတို့သတ်မှတ်ထားတဲ့အတိုင်းပေါ့နော်အထောက်အထားအပြည့်စုံနဲ့လာမယ်ဆိုလို့ရှိရင်တော့ထိုင်းကိုလာတာတော့လွယ်လွယ်လေးပဲပေါ့နော်အခက်ခဲတော့မရှိပါဘူးတကယ်လို့ကိုဘာသာစကားမတတ်ဘူးဆိုလို့ရှိရင်တော့ဘာသာစကားအခက်ခဲလေးတွေရှိမယ်ပြီးလို့ရှိရင်အလုပ်လုပ်တဲ့အလုပ်ခွင်မှာဘာသာစကားမတတ်တဲ့အတွက်ဒီအခက်ခဲလေးတော့ကြော်ဖြတ်ရမှာပေါ့နော်တကယ်လို့ကိုကသူတို့ရဲ့ဘာသာစကားနားလေတယ်နည်းပပပြောလို့တတ်တယ်ဆိုလို့ရှိရင်တော့အခက်ခဲမရှိပါဘူးရှင်ဒီထိုင်းကိုလာတော့မယ်ဆိုလို့ရှိရင်တော့ကိုယ့်ဘက်ကအတန်းနိုင်ဆုံးတော့သူတို့ရဲ့ဘာသာစကားလေးတွေကိုနည်းနည်းပပပေါ့နော်ပြောတတ်အောင်တော့တင်ယူလေ့လာထားဖို့တော့လိုအပ်တယ်ပေါ့နော်ဒါတော့အရေးကြီးပါတယ်နောက်ထပ်တစ်ချက်ကကြတော့ထိုင်းထဲကိုရောက်ပြီဆိုလို့ရှိရင်ကိုယ့်ဘက်ကတေချာရဲပေါ့နော်နေရမယ့်နေရာတွေပြီးလို့ရှိရင်ကိုလုံမဲ့အလုပ်တွေရှိဖို့လည်းလိုရပေါ့နော်ဒါမှပဲအဆင်ပြေမှာဖြစ်ပါတယ်ယူရတက်ပေါ့နော်အခက်ခဲရှိလားဆိုလို့ရှိရင်တော့ယူရငငယ်လေးကလေးကနေပြီးတော့ဒီထိုင်းကိုပေါ့နော်ယူရရဲ့ဒီမိဘတွေနဲ့ထိုင်းဘက်ကိုရွှေ့ပြောင်းပြီးတော့မှလာနေတာဆိုတော့အဲ့အချိန်ကယူရအရန်ငယ်သေးတယ်ပြီးလို့ရှိရင်ခလေးလေးပဲရှိသေးတာဆိုတော့ယူရတိတ်ပြီးတော့အခက်ခဲတွေတိတ်ပြီးတော့မကြော်ဖြတ်ခဲ့ရအောင်အခက်ခဲရှိလို့ရှိရင်လည်းကိုယ့်ရဲ့မိဘတွေကပဲအရှိကနေပြီးတော့မှဖြည့်ရှင်းပေးသွားတာဆိုတော့လေယူရအတွက်ကအခက်ခဲတိတ်ပြီးတော့မရှိဘူးဒါပေမဲ့အခုကြီးွားပြီဆိုလို့ရှိရင်တော့ကိုယ့်ဘာကိုပေါ့နော်တမျိုးပြန်ပြီးတော့မှကြော်ဖြတ်ရမှာပေါ့နော်ဆိုတော့ယူရအတွက်ကတော့အခက်ခဲရတော့တိတ်ပြီးတော့မရှိဘူးပေါ့နော်ဒီနိုင်ငံမှာနေတာကြာပြီဆိုတော့နေသားလဲကြာသွားပြီပြီးသွားလို့ရှိရင်ပေါ့နော်သူတို့ရဲ့ဘာသာစကားလဲကျွမ်းကျင်ပြောလို့ရတဲ့အတွက်ပေါ့နော်အားလုံးကတော့ဒီသူ့ဟာနဲ့သူပေါ့နော်အဆင်ပြေတယ်ဒါပေမဲ့တချို့အရာတွေကြတော့လဲရေရက်ခက်ခဲတဲ့အရာလေးတွေရှိတယ်နောက်ထပ်တစ်ခုကကြတော့ရေပြောပြချင်တာကတချို့ဒီပေါ့နော်ထိုင်းကိုရောက်ပြီးတော့မှပင်ပန်းပြီးတော့မှဆင်းရဲတဲ့သူတွေအများကြီးရှိတယ်ဆိုတော့ယူရင်ဒီပေါ့နော်ထိုင်းမှာနေတဲ့အခက်ခဲအကြောင်းလေးတွေကိုယူရင်ပြောပြပြီးသွားပြီယူရင်ရဲ့ပေါ့နော်မြင်ဘူးတလောက်အတွေ့အကြုံလေးတွေပြီးလို့ရှိရင်ကိုတီးတလောက်လေးတွေကိုပေါ့နော်မျှဝေလိုက်တာဖြစ်ပါတယ်နောက်ထပ် comment လေးတစ်ခုဖတ်ပြပါမယ်ရှင်ယူရင်လက်တယ်ကိုမိထားပါပေါ့နော်လက်တယ်ကိုဘယ်ကဝယ်လဲတဲ့ပြောပြပေးပါတဲ့ဆိုတော့ဒီလက်တယ်လေးတွေကကြတော့ယူရင်ဒီ app ထဲကပေါ့နော်ရှိရင် app ထဲကနေပြီးတော့မှဝယ်ထားတာဖြစ်ပါတယ်နောက်ထပ် comment တစ်ခုကကြတော့ယူရင်စပင်ကောက်တဲ့အချိန်မှာကြာရှည်ခံအောင်ပေါ့နော်ဘာသုံးလဲတဲ့အဲ့လိုမျိုးမေးထားတာပေါ့နော်ယူရလက်ရှိသုံးဖြစ်နေတဲ့ဒီစပင်ကောက်ပြီးတိုင်းပေါ့နော်စပင်ကိုကြာရှည်ခံအောင်သုံးတာလေးတွေကကြတော့ဘလော့ဆယ်ပေါ့နော်ဒီ၃မျိုးကတော့ဝယ်ထားတာလေးဖြစ်ပါတယ်ဒီကောင်လေးတွေပြီးတော့ဒီစပင်ကောက်ထားတာလေးတွေကိုကြာရှည်ခံအောင်သုံးတဲ့ spring လေးတွေပဲဖြစ်ပါတယ်ဒါကတော့တိတ်ပြီးတော့မကြဘူးဒီကောင်လေးနဲ့သုံးတယ်ဒီလိုမျိုးစပင်ကောက်ပြီးတဲ့အချိန်ကြာရှည်ခံအောင်သုံးတယ်ပေါ့နော် spring တွေကတော့အများကြီးရှိတယ်ဒါပေမဲ့ယူရကတော့လောလောဆယ်ပေါ့နော်ဒါလေးတွေပဲဝယ်ထားတယ်ဒါပေမဲ့ဒီကောင်ကတော့တော်တော်သုံးလို့ကောင်းတယ်မလေးဒီကောင်လေးကတော့ကြိုက်တယ်ပေါ့နော်ဒါလေးလည်းသုံးပါတယ်ဒီတစ်စိတ်လေးပေါ့နော်ပြီးတော့ရှင်တော့တစ်ခုကကြောင့်ဒီကောင်လေးဒါကတော့ပထမဆုံးဝယ်တဲ့ဘူးလေးဖြစ်ပါတယ်ဒါတော့ကုံတော့မယ်ပေါ့နော်ဒီတစ်စိတ်လေးဒီမျိုးစပင်နဲ့ပတ်သက်တဲ့ပေါ့နော်ပစ္စည်းလေးတွေရောင်းတဲ့ store site တွေမှာသွားပြီးတော့ရှာကြည့်လို့ရတယ်ပေါ့နော်ဒါလေးဒီကောင်လေးကကျတော့ဂျပန်မိတ်လေးဖြစ်ပါတယ်ပစ္စည်းတွေနည်းနည်းလေးဝေးသလိုဖြစ်နေရပေါ့နော်အရှိမယူရင်ကင်မရာလေးချထားတယ်ပြီးလို့ရှိရင်ထိုင်ပြီးတော့မှယူရင်ပြောနေတာဆိုတော့လေအာရုံအရင်စိုက်လို့ပဲထင်တယ်ပေါ့နော်ယူရင်အဲ့လိုမျိုးတစ်ခုခုအာရုံအရင်စိုက်လို့မရအောင်စိုက်လို့ရှိရင်အဲ့လိုမျိုးခေါင်းထိုးတာတော့ပြီးလို့ရှိရင်အဲ့လိုမျိုးမျက်စိတွေမွေ့တာတော့အဲ့လိုမျိုးအမြဲဖြစ်တယ်ပေါ့နော်အခုယူရင်ပေါ့နော်ရှော့စရာလေးနည်းနည်းရှိလို့အရင်ဆုံးရှော့လိုက်ပါမယ်ဒီမှာကျတော့ဆောင်းဒီအဲ့ရရင်းတွေရှော့ပါမယ်ဒီလောက်ပဲစတာ
ထင်တော့မဆက်ခုတစ်ထည့်ပဲတခုပဲဆက်ဒါရောက်လို့ဖြစ်နေအခုကကြတော့ပေါ့နော် Sun Serum လေးနည်းနည်းလေးလိမ့်လိုက်မှာပေါ့နော်ပြီးတော့အိမ်မှာနေလဲအဲ့လိုမျိုး Sun Serum လေးမျက်နှာမှာအမြဲလိမ့်ထားရဲဆိုတော့ဒီ vlog ကကြတော့ရပေါ့ပေါ့ပါလေးပဲရိုက်ထားပါတယ်ပြောချင်တာပြောမယ်လုပ်ချင်တာလုပ်ပါမယ်เขาจะตามเปล่าโอ้ကင်မရာอยู่ในနောက်လိုက်နေโอ้ကျမရဲ့လက်ကိုလိုက်နေတာကျမရဲ့လက်တွေကိုလိုက်နေပါတယ်သူကအဲ့လိုမျိုး focus ထားတဲ့နေရာလေးကိုအကုန်လုံးလိုက်ပါတယ် skin care တွေမင်းညတော့ကလုပ်ထားတာဆိုတော့လေဒီမနက်ကတော့ skin care လုပ်ရပြေးသွားရင်မလုပ်တော့ဒီနေ့ကတော့ဖြစ်ချင်တာဖြစ်ပေါ့နော်မျက်နှာလည်းကြိုးမဆိုင်ချင်တော့အိမ်မှာနေလဲအဲ့လိုမျိုးပေါ့ကျမနေကြောက်လို့လေနေကလေးတွေအမြဲလိမ့်ပါတယ်ပြီးတော့လို့ရှိရင်တော့ယူရင်စာလေးနည်းနည်းလေးလေ့လာလိုက်ပါမယ်စာတော့ယူအမြဲလေ့လာရမှာပေါ့နော်ဘာလို့လဲဆိုတော့စာဆိုမြည်ဒီမှာကွာမလေ့လာမသင်ယူပဲသင်ပြီးဆိုပြီးတော့ဒီတိုင်းထားလို့ရှိရင်တော့အုံနောက်ထက်ကအကုန်ခတ်သွားလိမ့်မယ်အဲ့တော့ကျမပြန်ပြီးတော့မှလေ့ကျင့်မှုတွေလုပ်တယ်ပြီးလို့ရှိရင်စာလေးတွေကိုယူဆိုင်ပြီးတော့မှလေ့လာမယ်ခင်ပြီးသွားပြီပေါ့နော် Sun Serum လေးလို့အဲ့စာနေပြီထမင်းလည်းမလာသေးဘူးခဏလေးနော်ပြီးထမင်းမှာထားပါဘောနော်မလာသေးဘူးထင်နေတာဒီမှာဖုန်းထဲမှာလာကြည့်တာပေါ့နော်ကျမစကားကောင်းနေရတဲ့ခုနတော့ဖုန်းလာတော့မှမသိလိုက်ဘူးပေါ့နော်ဒါပေမဲ့ဘာမှမဖြစ်ဘူး तू ကအဲ့လိုမျိုးလာပို့နေကြပေါ့နော်လာပို့နေကြဆိုတော့အိမ်အောက်မှာပေါ့နော်ယူရချိတ်ခိုင်နေကြဆိုတော့လေအဲ့သူတို့ဖုန်းတွေပိုင်းမကင်လို့ရှိရင်အဲ့လိုအိမ်ရှိရတကာမှာသူတို့ကချိတ်ပေးခဲ့ရပေါ့နော်စားနောက်မှလေ့လာတော့မှအရင်ဆုံးယူရင်ထမင်းသစားပါမယ်လိုက်ခဲ့ပေးပါအောင်ကျမပြသလိုပဲကြည်လိုက်ကြကဲထမင်းမှာထားလေးရောက်ပြီပေါ့နော်ဆိုတော့ကျမထမင်းစားလိုက်အောင်ဆက်ဆိုတော့ကျမထမင်းစားရပြီပေါ့နော်ထမင်းအရင်စားနေပါပြီရှင်ဒီဘာမှာထားလေးပြပေးမယ်သူတို့ဒီလိုမျိုးလေးပေါ့နော်တေးချက်ချလေးခွက်လေးနဲ့အဲ့လိုမျိုးလေးထည့်ထားပေးပါတယ်ဒီထိုင်းမှာကကျွန်တော်တို့စားစရာတွေကိုသူတို့ကဟိုကြောအိတ်တွေကိုထည့်ပြီးတော့မှမရဘူးပေါ့နော်ထမင်းစားလိုက်ပါဦးမရှင်ဒီထမင်းစားလို့ရှိရင်နည်းနည်းပြီးတော့ပြီးလို့ရှိရင်အဲ့လို6ရွက်တွေပေါ့နော်ထည့်တာမကြိုက်ဘူးဒီလားပြီးလို့ရှိရင်ဒီစက်တော်နေလဲလုံးဝမကြိုက်ဘူးဒီเมนูကကျတော့ရအရင်ကြိုက်တယ်ပေါ့နော်တော်တော်လေးစားလို့ကောင်းအရင်စားလို့ကောင်း最初は銀狼たちが必死こいて回ってたのによこの規模のミッションでは本当にマンパワーがいくいっちゃんみんなを石化した方犯人の怖いもんがどうも月にいるのってやられちゃう前にロケット作って月行っちゃおうロケットの材料必要だしそれを作る知識これだけの大に皆の心をまとめ上げるためにも娯楽メディアがထမင်းစားလိုက်ရတော့လေစိတ်တော့အရင်ပျော်သွားတယ်ပြီးလို့ရှိရင်အောင်နောက်လည်းလောက်ပါကြည်လင်ပြီးတော့မှအားရှိသွားတယ်ခံစားလိုက်ရအောင်どうやってゲームすんだよできたよ何
သိလိုက်တာဆိုတော့အော်လဲရှော်ထားရပြီဆိုတော့သွားလန်းလိုက်ပါဦးမယ်ခွဲရီဒီလေးစာလေးနည်းနည်းလေးလာပါမယ်ရှင်